အသက်ရှူတိုင်းမွေဝင်နေတဲ့ဒူဘိုင်းတထေးတွေကမွေတွေကိုဒီလိုသုံးနေကြတယ်။ဒူဘိုင်းမှာအပေါ်ဆုံးကပတ်စံနဲ့တန်းကျွဲတထေးတွေပါ။အသက်ရှူတိုင်းမွေဝင်နေတဲ့ဒီမျိုးကတထေးတွေဟာရှာထားသမျှမွေတွေကိုရေလိုသုံးတယ်လို့နာမည်ကြီးပါတယ်။နေပူမှာစောင့်ထားတဲ့ဒီမျိုးကြီးမှာဘတ်စကားကိတ်ကိုတောင်အဲကွန်တက်ထားပါတယ်။ကဏ္ဍရလိုပူနေတဲ့တဲထူတူကဒီမျိုးမှာရေခဲပြင်ရှော့စီးတဲ့စကေတ်ကွင်းတွေစောင့်ထားကြလို့မြေပြင်အစားဝေဟင်မှာသွားဖို့ကားပြန်နေလဲပိုင်ဆိုင်ထားပါသေးတယ်။ဒီလိုမွေကိုအော်တိုက်သုံးမှရနိုင်မဲ့အသုံးဆောင်တွေအပြင်ဒူဘိုင်းကတထေးတွေမွေတွေကိုဘလို့သုံးနေလဲဆိုတာကိုဒီနေ့မှာပြောပြပေးသွားမှာဖြစ်လို့ဆက်ပြီးတော့ကြည့်ရှုလိုက်အောင်ပါပြိုင်ကားတင်ကြိုင်တခြားနိုင်ငံတွေမှာဘလောက်ပဲစိုးပြက်နေတဲ့ကားတွေကိုဖြစ်ဖြစ်မရမကပြန်ပြီးအဟောင်းအနေနဲ့တင်ဖို့ရောင်းချနေချိန်မှာတော့ဒူဘိုင်းမှာတော့ဈေးကြီးဆုံးပြိုင်ကားတွေကိုဒီလိုမျိုးစွန့်ပစ်ထားပါတယ်ဒူဘိုင်းမှာစွန့်ပစ်ထားတဲ့ပြိုင်ကားတွေကိုလမ်းမေးမှာတော့တွေ့ရကြတယ်လို့ဆိုပါတယ်ဒီလိုတွေစွန့်ပစ်ကြလို့အခုဆိုရင်အဲ့ဒီအရေးအတွက်ကတစ်နှစ်ကို2000ကနေ3000ကျားဖြစ်လာနေပါပြီအိမ်မွေးတိရစ္ဆာန်ဒူဘိုင်းမှာအိမ်မွေးတိရစ္ဆာန်တွေကလည်းကားတွေတိုက်တွေလိုပဲချမ်းသာကြွယ်ဝမှုကိုကိုစားပြုပါတယ်ပုံမှန်ခွေးတွေကြောင်တွေလောက်တင်မဟုတ်ပဲဒူဘိုင်းကတန်းကျဲတထေးတွေဟာကြားတွေကြက်တစ်တွေကိုပါအိမ်မွေးအဖြစ်မွေးကြပါတယ်ပုံမှန်တောကြီးမြမဲထဲမှာပဲတွေးရမယ်တောရိုင်းတိရစ္ဆာန်တွေကိုဒူဘိုင်းမှာတော့လူတွေနဲ့အတူတူသွားလာနေတာကိုတွေ့ရမှာပါအန်နေများပါတယ်ဆိုတဲ့တိရစ္ဆာန်တွေကိုကမ်းခြေတွေမှာရှောက်သွားနေတာကိုပိုင်ကားတွေပေါ်မှာလူတွေနဲ့အတူကားစီးနေတာကိုတွေ့မြင်နိုင်ပါတယ်ဒီလိုတိရစ္ဆာန်တွေကဘလောက်တောင်များလဲဆိုရင်သူတို့ကိုထိန်းချောင်းပေးမဲ့ဝန်ထမ်းတွေတောင်တီးတန့်ခံထားပါသေးတယ်ဒါပေမဲ့2019ခုနှစ်မှာတော့ဒူဘိုင်းအပါဝင် UAE ကမြို့တိုင်းမှာဒီလိုတိရစ္ဆာန်တွေအိမ်မှာမွေးမြူတာကိုတားမြစ်ခဲ့တယ်လို့သိရပါတယ်ရွှေထုတ်ဆက်မြန်မာအပါဝင်ကမ္ဘာပေါ်ကတခြားနေရာတွေမှာ ATM ငွေထုတ်ဆက်ပေါ်ပေါ်များများမြင်တွေ့ရပေမဲ့ဒူဘိုင်းမှာတော့ ATM တွေအပြင်ရွှေထုတ်ဆက်ကိုပါမြင်ရမှာပါဘန်နေရွှေဆိုင်တွေမှာလို့ဖွင့်ချိန်ပိတ်ချိန်ရလို့မရှိပဲ24နာရီကြိုက်တဲ့အချိန်ထုတ်ယူလို့ရပါတယ်ဒီဆက်ကကျင်းကားပွဲအဆင့်ရှိတဲ့ Emirates Palace Hotel ရဲ့အေခန်းဆောင်မှာထားရှိပါတယ်ဒီဆက်မှာ24ကာရက်ရှိတဲ့ရွှေချောင်းတွေအပြင်ရွှေဒင်းကားပြားတွေကိုပါထုတ်ယူနိုင်ပါတယ်မွေသားနဲ့ရော critical နဲ့ပါပေးချေနိုင်ပြီးတော့ဆက်သေးရွှေအပြည့်ရှိနေချိန်အလေးချိန်ကပေါင်1000ရှိပါတယ်သူ့ရဲ့အမြင့်က6ပေလောက်ရှိပါတယ်ဒါကြောင့်ဒူဘိုင်းမှာတထေးတွေရွှေထုတ်ဆက်ကနေရွှေထုတ်နေတာကိုပြည်သက်ကြီးတို့အနေနဲ့အလဲသွားရင်တွေ့မြင်နိုင်ပါပါလေအေးပေးဆက်တဲ့ကားဂိတ်ဒူဘိုင်းမှာရာသီဥတုကကြစ်တောက်ပူပေမဲ့နေပူကျဲတဲ့မှာတော့ဘတ်စကားရက်ဆောက်စရာမလိုပါဘူး UAE မှာ2009ခုနှစ်ကစပြီးတော့ဘတ်စကားဆောက်တဲ့နေရာတွေမှာလေအေးပေးဆက်တွေစပြီးတက်ဆင်ခဲ့ပါတယ်ဒါကြောင့်အပြင်မှာငဲလို့ပူနေပေမဲ့ဒူဘိုင်းကခီးသွားတွေကတော့ဘတ်စကားဂိတ်ထဲကလေအေးလေးတများများနဲ့အေးစစ်စစ်လေးကားမျောနေုံပါပဲဒူဘိုင်းမြို့ထဲမှာလေအေးပေးဆက်တက်ဆင်ထားတဲ့ဘတ်စကားဂိတ်ပေါင်း636ဂိတ်ရှိတယ်လို့သိရပါတယ်ရေအောက်ကပါဒူဘိုင်းမှာကဘာလို့သူများထက်ပိုတတာလေးလုံးရမှဆိုတာမျိုးဖြစ်ပါတယ်မိုးထီအောင်မြင့်တဲ့အစာအုပ်ကြီးတွေတစ်လုံးပြီးတစ်လုံးဇွတ်ဆောင်နေတာကိုကြည့်ရင်သိနိုင်ပါတယ်ဒါတွေအပြင်နောက်ထပ်အရန်မိုက်တဲ့အရာကတော့ရေကဘာပြလိုက်ပဲဖြစ်ပါတယ်သူကကဘာမှတ်တမ်းစာအုပ်မှာတောင်မှတ်တမ်းဝင်ထားတာပါတိုက်တန်းနဲ့လောက်ကြီးတဲ့ဒီထဲမှာရေတန်ချိန်ပေါင်း10တန်းလောက်ထည့်ထားပါတယ်ရေသတ္တဝါမျိုးစိတ်ကလည်းစုစုပေါင်း3000ကျော်တောင်ရှိပြီးတော့ငမန်းလိုသတ္တဝါတွေတောင်ထည့်သွင်းပြသထားပါတယ်ဒီရေအောက်တိရစ္ဆာန်ယုံကြီးမှာရှိတဲ့ရေအောက်သတ္တဝါမျိုးစိတ်တွေကိုကဘာပေါ်ကပင်လယ်ပေါင်း200ကနေယူပြီးပြထားတာပါဒီမျိုးစိတ်တွေအကြောင်းဘူတုဒရရှိအောင်ရှင်းပြပေးမဲ့ပညာရှင်တွေလည်းရှိပါသေးတယ်ဒူဘိုင်းဘောကိုရောက်လာသူတိုင်းအတွက်ဒီရေအောက်ကဘာကမဖြစ်မနေလေပတ်တဲ့နေရာပဲဖြစ်ပါတယ်ဗီသူကလည်းရာတွေမှာနာမည်ကြီးတဲ့ Australia Design Company ကဖန်တီးထားတာဖြစ်ပါတယ်သူကစုတွေအများကြီးလဲရထားသလိုကဘာစံချိန်နဲ့ချိုးထားပါသေးတယ်ဒီရေအောက်ကဘာကလည်းဒူဘိုင်းကတထေးတွေအပြင်းပြေသွားတဲ့နေရာတွေကတစ်ခုပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာတွေကိုဆက်ပြောပြသေးခင်ပရိသတ်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ Top Up ကို Like and Follow လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်လူလုံကျွန်းအတုပင်လယ်ကမ်းခြေဆိုတာကကဘာတလွားကခီးသွားတွေကိုအစွဲဆောင်နိုင်ဆုံးအရာဖြစ်ပါတယ်ဖူးကတ်ဘာလီမော်ဒိုက်ဒီနေရာတွေကပင်လယ်ကမ်းခြေတွေရဲ့အလှတရားကြောင့်ကဘာလဲတွေကြားမှာနာမည်ကြီးနေတာပါခီးသွားလုပ်ငန်းတိုးတက်အောင်စ조사နေတဲ့ဒူဘိုင်းမှာတော့ဒီလိုကမ်းခြေတွေမရှိပါဘူးဒူဘိုင်းမှာသဘာဝကပေးတဲ့ပင်လယ်ကမ်းခြေတွေမရှိပေမဲ့ပတ်စံတော်ရှိပါတယ်ဒါကြောင့်ဒီခက်ခဲကိုကြော်လာဖို့ဒူဘိုင်းမှာအခုလိုလူလုံကျွန်းအတုတွေပေါ်လာနေပါပြီအပန်းဖြေစရာပင်လယ်ကမ်းဆက်မရှိတဲ့အတွက်ဒူဘိုင်းကတထေးတွေကမွေပုံအော်ပြီးကိုပိုင်ပင်လယ်ကမ်းဆက်တွေဖန်တီးလိုက်တဲ့သဘောပါပဲမွေတွေပုံအောင်သုံးပြီးစောင့်နေတဲ့ဒီကျွန်းတွေကပဲရီမျိုးထက်တောင်ကျယ်တယ်လို့သိရပါတယ်ဒီကျွန်းတွေပေါ်မှာလူတသန်းလောက်ကိုလောကစည်းစိမ်အပြည့်အဝခန်းစားနိုင်အောင်ဖန်တီးထားပါတယ်ကမ္ဘာအမြင့်ဆုံးအဆောက်အဦဒူဘိုင်းကကမ္ဘာအမြင့်ဆုံးအဆောက်အဦကိုပိုင်ဆိုင်ထားတာနှစ်အတော်ကြာသွားပါပြီ2916ပေမြင့်တဲ့ဒီအဆောက်အဦကမိုးပေါ်ထောင်ဆောက်ထားတဲ့မြို့ကြီးတစ်မျိုးနဲ့တူပါတယ်လူနေဖို့နေရာတွေ shopping mall ဈေးရုံစည်းကမ်းကအစားဟိုတယ်အစုံလိုအပ်သမျှအားလုံးကိုတနေရာထဲမှာရနိုင်မှာပဲဖြစ်ပါတယ်အဆောက်အဦကဘယ်လောက်မြင့်တယ်လဲဆိုသူ့ပန်တွေကိုတန်ရှင်းအဆအဆုံးလုပ်ဖို့ကရင်3လလောက်အချိန်ယူရနိုင်တယ်လို့ဆိုပါတယ်ဒူဘိုင်းကတထေးရဲ့အပြင်ကမ္ဘာတဝန်းကလူပေါင်း1000ကျော်ကအလဲလာရောက်ထားတယ်လို့သိရပါတယ်ကမ္ဘာအမြင့်ဆုံး tennis queen
ဒူဘိုင်းကတတိတွေအထူးသဖြင့်အာကစားကိုဝါသနာပါတဲ့သူတွေမဖြစ်မနေသွားကြတဲ့နေရာကတော့ကမ္ဘာအမြင့်ဆုံးတန်းနစ်ကစားကွင်းပဲဖြစ်ပါတယ်။ဟိုတယ်တစ်ခုရဲ့ဟယ်လီကော်ပတာဆင်းတဲ့ကွင်းကိုတန်းနစ်ကွင်းအဖြစ်ပြောင်းထားတာဖြစ်ပါတယ်။ဒီကွင်းကအမြင့်ပေ650မှာရှိပြီးတော့ရင်ခုန်စိမ့်လုံရှားစရာအတွေ့အကြုံတွေကိုခုံမင်သူတွေအတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။ရောဂျာဖဒဲရာလိုမျိုးကမ္ဘာကျော်တန်းနစ်ကစားသမားတွေတောင်ဒီနေရာကိုလာရောက်ကစားခဲ့ပူပါတယ်။ကမ္ဘာတွေကရေခဲပြင်ဒူဘိုင်းလိုနေပူကျဲတဲ့တဲကန်နေရာထဲမှာစောင့်ထားတဲ့မြို့ကြီးမှာနှင်းလျှောစီးတဲ့ကစားကွင်းမရှိဘူးလို့ထင်နေရင်မှားသွားပါလိမ့်မယ်။ဒူဘိုင်းကတထေးတွေအပန်းပြေနှင်းလျှောစီးနိုင်ဖို့စတိုယန်မီတာ22,500လောက်ကျဲတဲ့နှင်းလျှောစီးကွင်းကိုစောက်လုပ်ထားပါသေးတယ်။အပူဆုံးနေရာဒီမှာအပူချိန်40ရာကတ်နေတဲ့ဒီမြို့မှာနှင်းလျှောစီးကွင်းရဲ့အပူချိန်ကအနှုတ်1ဒါမှမဟုတ်2အထိထားရတာကလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒီအရာမှကွင်းကြီးကိုအမြဲအေးခဲနေအောင်ထားဖို့လိုအပ်တဲ့စွမ်းအင်ကနိုင်ငံအငယ်စားတစ်ခုကိုပေးရမယ့်လျှက်စစ်ဓာတ်အားနဲ့ညီမျှတယ်လို့သိရပါတယ်။ပြီးတော့ဒီကွင်းထဲမှာအမြင့်85မီတာရှိတဲ့တောင်တလုံးကိုလည်းထည့်သွင်းဆောက်လုပ်ထားပါသေးတယ်။ဒီကွင်းမှာတကယ်ရေခဲပြင်တွေကိုရောက်သွားသလိုခန်းစားနိုင်စေဖို့ပင်ကွင်းတွေကိုလည်းထားပါသေးတယ်။နှင်းလျှောစီလာတဲ့လူတွေလိုအပ်တဲ့အသုံးဆောင်တွေကိုလည်းတနေရာထဲမှာလိုလေလေးမရှိဝယ်ယူနိုင်အောင်လဲဆိုင်တွေတိစောက်ထားပါတယ်။ရွှေကားဒူဘိုင်းမှာနောက်ထပ်တွေ့ရမယ့်အရာကတော့ရွှေနဲ့လှုပ်ထားတဲ့ကားပဲဖြစ်ပါတယ်။ဒီကားကဒေါ်လာ9တန်းခွဲတန်ကြီးရှိပါတယ်။ဂျာမန်လူမျိုးတစ်ယောက်ကလဘော်ဂနီတစ်စိတ်ကားငယ်စားလေးကိုရွှေတွေနဲ့ပဲလှုပ်ဖို့စိတ်ကူးရခဲ့တာဖြစ်ပါတယ်။အရွယ်စား2ပေကြော်ပဲရှိပေမဲ့ငကိုရှင်ရင်ဆွဲကားထက်ဈေးက16ဆလောက်ပိုများပါတယ်။ဂျာမန်လူမျိုးဒီဇိုင်နာကဒီကားကိုဒူဘိုင်းအပါအဝင်ကမ္ဘာပေါ်ကလူချမ်းသာတွေပဲရှိတဲ့နေရာတွေကိုလှည့်လည်ပြသခဲ့ပါတယ်။ပုံစံငယ်ကိုစိတ်ဝင်စားပြီးကားအစ်စ်ကိုမှာမဲ့သူရှိလာအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါဒီရွှေကားပုံစံငယ်လေးကဈေးတအားကြီးတဲ့အတွက်ပြပွဲလုံးမဲ့နေရာတိုင်းကိုကြီးကားမှန်တက်ပုံးနဲ့တည်သွားရတယ်လို့သိရပါတယ်။စိန်စီထားတဲ့အိမ်သာကမ္ဘာပေါ်မှာစိန်နဲ့ရွှေရောစီထားတဲ့အိမ်သာကိုအမေရိကန်က Trump Tower နဲ့ဒူဘိုင်းမှာသာတွေ့နိုင်တယ်လို့ဆိုပါတယ်။ဒူဘိုင်းကစိန်စီထားတဲ့အိမ်သာကတော့ကမ္ဘာပေါ်မှာစိန်အများဆုံးစီထားတဲ့တစ်ခုတည်းသောအိမ်သာလည်းဖြစ်ပါတယ်။ဒူဘိုင်းကအမှုပညာပြတိုင်းမှာပြသခဲ့တာဖြစ်ပြီးတော့သူ့ကိုစိန်ပွင့်ပေါင်း4,815 ပွဲနဲ့စီချေထားပါတယ်။ဒီစိန်လေးရဲ့အလေးချိန်က334ကာရက်ရှိပြီးတော့တန်ဖိုးအပြင်1.28 မီလီယံတန်ပါတယ်။ကားပြန်စိန်ကူးရင်သိပ္ပံရုပ်ရှင်တွေထဲမှာပဲမြင်တွေ့ခဲ့ရတဲ့ကားပြန်တွေကိုဒူဘိုင်းမှာမြင်တွေ့နေရမှာပဲဖြစ်ပါတယ်။တန်းကျဲတထေးတွေနဲ့ပြေးနေတဲ့ UAE ရဲ့ဒူဘိုင်းမှာမောင်းသူမဲ့ကားပြန်တွေရှိနေပြီပဲဖြစ်ပါတယ်။2022လောက်ကတည်းကရှိလာခဲ့တာဖြစ်ပြီးထပ်ပြီးလည်းအဆင့်မြင့်တင်နေပါတယ်။သူတို့ကိုတက်စီအနေနဲ့ဒူဘိုင်းကတချို့သောနေရာတွေမှာသုံးနေတယ်လို့သိရပါတယ်။ဒီကားပြန်တွေမှာလူတိုင်းတင်ပြီးကောင်းကင်ပေါ်အေးဆေးသွားနိုင်ဖို့အချိန်လိုသေးပေမဲ့မကြခင်မှာမြေပြင်တွေမကပဲဝေးဟင်မှာပါသွားနိုင်တော့မယ်လို့သိရပါတယ်။ဒူဘိုင်းကအတန်းကျဲတထေးတွေလောက်ချမ်းသာမယ်ဆိုရင်ပြည်သက်ကြီးတို့ရောဒီမွေတွေကိုဘယ်လိုသုံးပြချင်လဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါဦးဗီဒီယိုလေးကိုချိန်ပေးကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ